Hallelujah. ကဲရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး15ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး15ပါလို့နော် Praise the Lord, praise the Lord. အငယ်1နဲ့2ပဲဖတ်မယ်အငယ်1နဲ့2ပဲဖတ်ပါမယ်လို့နော်နှုတ်ကပတ်တော်ပြင်ဆင်နေတော့အနည်းဆုံး9ယောက်လောက်ကိုအကောင်းဆုံးအပြုံးနဲ့ Shalom ဆိုပြီးပတ်ပတ်လဲနှုတ်ဆက်ပေးပါဦး Praise the Lord. Hallelujah. ပြုံးလေး Hallelujah, hallelujah. Praise the Lord. ကဲနှုတ်ကပတ်တော်ဖတ်ရအောင်လို့နော်ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး15အငယ်1နဲ့2စင်ပြေလားโอเคအားလုံးဖတ်ရအောင်ငါဒီမှန်သောစပယ်နွယ်ပင်ဖြစ်ရအားလုံးဖတ်ရအောင်ကြကြလေးတင်းသုံးโอเคကျွန်တော်ပဲဖတ်လိုက်မယ်နော်ငါသည်မှန်သောစပြည့်နွယ်ပင်ဖြစ်၏ငါခမည်းတော်သည်လည်းဥယျာဉ်ဆောင်ဖြစ်တော်မူ၏ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကိုခုတ်ပစ်တော်မူ၏အသီးသီးသောအခက်ရှိသမျှတို့ကိုတာ၍သီးစေခြင်းကတုတ်တင်ရှင်းလင်းတော်မူ၏ကျွန်တော်လိုက်ဆိုပေးပါအောင်အသီးသီးသောအခက်ရှိသမျှတို့ကိုတာ၍သီးစေခြင်းကဘာပြောလဲအသီးသီးသောအခက်ရှိသမျှတို့ကိုဘာဖြစ်လဲတာ၍တင့်ကိုတာ၍သီးစေခြင်းတော်ဘုရားသခင်ဖြစ်တယ်ဟာလေလုယာအသီးသီးသောအခက်ရှိသမျှတို့ကိုတာ၍သီးစေခြင်းကတုတ်တင်ရှင်းလင်းတော်မူ၏ရောက်တဲ့ဘုရားရှင်ကောင်းချီးပေးပါစေဒီကနေ့မှာတော့ပုံသွင်းပြုပြင်သောကာလပြောပါပုံသွင်းပြုပြင်သောကာလပြောပါပုံသွင်းပြုပြင်သောကာလခရိယန်အသက်တာမှာတခါတလေကျွန်တော်တို့ကနားမလည်ဘူးနော်ပတ်ဝန်းကျင်ကိုကြည့်ပြီးတော့မှနော်တခါတလေအားကြလူတွေအားကြတယ်တခါတလေကျွန်တော်ဆုတောင်းတာတယ်ဘုရားသခင်ဘာကြောင့်မပြည့်စုံတာလဲအများကြီးကျွန်တော်တို့မှာဘုရားသခင်ကိုမေးခွန်းထုတ်တာရှိတယ်တခါတလေလူတွေကိုအထင်လွဲတာရှိတယ်အများကြီးဒါပေမဲ့သိထားဖို့ကဘုရားသခင်ကတယောက်နဲ့တယောက်မတူဘူးပုံသွင်းပြုပြင်ပေးတော့ဘုရားသခင်ဖြစ်တယ်အဲ့ဒီပုံသွင်းပြုပြင်ကာလမှာဘုရားသခင်လှုပ်ဆောင်တတ်သောအရာတွေကိုနားလည်တယ်ဆိုရင်ခရိယန်အသက်တာပေါ့ပါနဲ့သက်ရှင်ရမှာဖြစ်တယ်Hallelujah ဘယ်သူတွေကိုပုံသွင်းပြုပြင်တယ်လဲဆိုတော့အသီးသီးသောသူတွေပြောပါအသီးသီးသောသူတွေဘာအတွက်လဲဆိုတော့ပြောပါတာရွက်အသီးသီးဖို့ Hallelujah သင်ကသင်အားဖြင့်သင်ရဲ့မိသားစုအပြင်ဘုရားသခင်အတွက်ဘုရားသခင်ဘုန်းတော်ထင်ရှားစေတယ်ဆိုရင်တာရွက်ဘုရားသခင်ဘုန်းတော်ထင်ရှားစေဖို့လို့ကသင်ကိုတာရွက်ပုံသွင်းပေးမဲ့ဘုရားသခင်ဖြစ်တယ် Hallelujahခါလဲစက်ကရဖဖျားခရကိုကျေးဇူးတင်တယ်သားသမီးများကိုဝိညာဉ်တော်ဘုရားသခင်ကိုရောဘုန်းတော်ဘုလို့ကဆက်ပြီးတော့မှပုံသွင်းပြုပြင်ပေးတော်မူပါဝိညာဉ်တော်ဘုရားခရကိုနေရာပေးချိန်ပေးတယ်ကယ်တင်ရှင်သခင်ခရစ်တော်မြတ်သောနာမကိုဆုတောင်းအနံပါတယ်ဖဖျားသခင်အာမင်အားလုံးပြန်ထိုင်ရအောင်ခဏလေးအတွင်းမှာကျွန်တော်တို့ပုံသွင်းပြုပြင်သောကာလကိုဆင်ခြင်ခွာယူသွားမှာဖြစ်တယ်ဆိုတော့အသက်တာမှာတခါတလေကျွန်တော်နားမလဲဘူးခက်ခဲခြင်းတွေတခါတလေနားမလဲဘူးကျွန်တော်တို့ဆုတောင်းတယ်ဘုရားသခင်နားမညောင်းတော့ဘူးလားလို့ကျွန်တော်ထင်ရတဲ့ကာလတွေကျွန်တော်ကြုံရတယ်ဒါပေမဲ့ခုနပြောသလိုပဲဘုရားသခင်ကဘယ်သူတွေကိုတာ၍စိတ်ဝင်စားတယ်လဲဆိုတော့အသီးသီးသောသူတွေကိုတာ၍သီးဖို့လို့ငါစိတ်ဝင်စားသောဘုရားသခင်ဖြစ်တယ်ဟာလေလုယာတင်းရဲ့အသက်တာမှာဘုရားသခင်ရဲ့ပုံသွင်းပြုပြင်ခြင်းကာလသွားနေပြီဆိုရင်တာ၍ကျေးဇူးတော်ချီးမွမ်းစရာအကြောင်းဖြစ်တယ်ဘာကြောင့်လဲဆိုတော့သင်အားဖြင့်ဘုရားသခင်အတား၍အလုံးလုံးတော့မှာဖြစ်သောကြောင့်ဖြစ်တယ် Praise the Lord ဘုရားသခင်ပုံသွင်းပြုပြင်တဲ့ကာလမှာဘာကိုအရင်ပုံသွင်းပြုပြင်ပေးတယ်လဲဆိုအတွင်းလူကိုပြောပါအတွင်းလူကိုဒီမနေ့ Bible study မှာဆရာမလည်းပြောပြတယ်ဘာလဲဆိုတော့စိတ်နှလုံးကောင်းစားတဲ့အတိုင်းအရာမှာအရင်ကောင်းစားတာဖြစ်တယ်စိတ်နှလုံးကောင်းစားတယ်လို့ပြောတဲ့အခါမှာဆရာကြီးKenneth Hagin ကဘာပြောလဲဆိုတော့ကျမ်းစာထဲမှာစိတ်နှလုံးလို့ပြောတိုင်းမှာ heart လို့ပြောတိုင်းမှာဘာကိုညွှန်းတယ်လဲဆိုတော့ဝိညာဉ်လူကိုပြောတာဖြစ်တယ်တဲ့
ပြောချင်တာကစိတ်နှလုံးလို့ပြောတာအတွင်းဝိညာဉ်ရင့်ကျက်လာခြင်းကသာလျှင်အပြင်တံမှာအသီးဆောင်ခြင်းအသီးသီးခြင်းကိုဖြစ်စေတာဖြစ်တယ်ယုံကြည်သူတော်တော်များများကိုဘုရားသခင်အသုံးပြုလို့မရဘူး။ဘာကြောင့်အသီးဆောင်လို့မရတယ်လဲဆိုတဲ့အခါမှာကျွန်တော်တို့ရဲ့အတွင်းလူပြုတ်ပြင်ပုံသွင်းကာလမှာပုံသွင်းမခံတော့သူတွေများစွာရှိနေတဲ့အခါမှာအဲ့ဒါအားဖြင့်အသီးဆောင်လို့မရ။တင်းရဲ့အသက်တာမှာဒီနေရာမှာနော်တုတ်တင်ရှင်းလင်းတယ်လို့ပြောတဲ့အခါမှာဖြတ်ခုတ်တာမဟုတ်နော်အညွန့်တုံးတော့အောင်လုပ်လိုက်တာမဟုတ်။ဘာလဲဆိုတော့တင်းရဲ့အသက်တာမှာအသီးမသီးနိုင်ပါမဲ့အကြောင်းအရွက်ပဲဖြာပြီးတော့မှအကိုင်းပဲလေးပြီးတော့မှနော်အပင်ကိုလေးလံစေသောအရာတွေကိုဖြတ်ခုတ်ပြီးတော့မှရှင်းလင်းသောကာလဆိုတာရှိတယ်အတွင်းလူကိုပုံသွင်းပြုတ်ပြင်ပေးသောကာလရှိတယ်အဲ့ဒါဘာအတွက်လဲဆိုတော့တာ၍အသီးသီးဖို့ဖြစ်တယ်ဟာလေလုယာဟာလေလုယာအဲကြောင့်မိသားစုများဆင်ခြင်မှာတင်းရဲ့အသက်တာကိုဖယားအတွက်အသက်မရှင်အောင်တင်းရဲ့အသက်တာမှာဖယားဘုန်းတော်အတွက်မချေလန်းအောင်တင်းရဲ့အသက်တာမှာဖယားရဲ့အသံမကြားအောင်ဝိညာဉ်တော်ရဲ့အသံမကြားအောင်ဖယားရဲ့အလိုတော်တိုင်းအသက်မရှင်နိုင်အောင်တင်းရဲ့အသက်တာကိုဘာကလေးလံစေနေတယ်လဲတင်းရဲ့အသက်တာကိုသဆုံတစ်ခုကလေးလံစေနေတယ်ဆိုရင်တင်းဒီစပြီးတော့မှအသီးဆောင်သောခရိယန်အသက်တာယုံကြည်သူဖြစ်လာပြီဆိုရင်သေချာတယ်တင်းကိုဘုရားသခင်ကအဲ့ဒီလေးလံစေသောအရာအလုံးကိုတချို့သောအချိန်မှာ at some point ဘုရားသခင်အဲ့ဒါတွေအလုံးကိုခြိုင်ပေးမှာဖြစ်တယ်ရှင်းထုတ်ပေးမှာဖြစ်တယ်မုန်းလို့မဟုတ်ဘူးဘာအတွက်လဲတာရွက်အသီးဆောင်ဖို့ပြောပါတာရွက်အသီးဆောင်ဖို့ပုံသွင်းပြုတ်ပြင်သောကာလမှာမလွယ်ဘူးတခါတလေမျက်ရည်ကျရတယ်ဒါပေမဲ့အဲ့ဒီမျက်ရည်တွေကဖယားသခင်မုန်းလို့ကြခိုင်းတာမဟုတ်ပဲတဲ့တာ၍ကျေးဇူးတော်ချီးမွမ်းစရာအကြောင်းဖြစ်ဖို့လုံးကတခါတလေလိုအပ်ရင်လိုအပ်တယ်လို့မျက်ရည်ကျတဲ့ကာလလည်းရှိတယ်နောက်မှပဲပြန်ပြီးတော့ကျေးဇူးတော်ချီးမွမ်းရတာဟာလေလုယာတင်းရဲ့အသက်တာမှာဘာတွေကလေးလံစေတယ်လဲကိုယ့်ကိုယ်ဆင်ခြင်ဖို့ဖြစ်တယ်ဒီနေ့ဂုံပကာသနာမာမာရတွေကတင်းကိုလေးလံစေနေသလားအဲ့ဒါတွေအားလုံးကတင်းရဲ့အကိုင်းအရွက်တွေဖြစ်နေသလားခွင့်မလွတ်ခြင်းတွေမာနတွေကတင်းရဲ့အကိုင်းအရွက်တွေပဲဖြစ်နေသလားအတ္တတွေကလောဘတွေကကာမဂုဏ်တွေကမူရစ်ဆေးဝါးတွေကအဲ့ဒါတွေအားလုံးကဖယားသခင်အသံကိုမကြားနိုင်အောင်ဖယားသခင်အလိုတော်ဆောင်ပြီးတော့တားရအသီးမသီးနိုင်တော့တင်းကိုလေးလံစေအရွက်ပဲဆိုရင်ဖယားသခင်တင်းကိုချစ်လုံးလို့တင်းကိုအသုံးပြုခြင်းလုံးလို့တင်းကိုတားရကောင်းစားစေခြင်းလုံးလို့တင်းကိုတားချီးမြှောက်ခြင်းလုံးလို့အဲ့ဒီအရွက်လေးတွေကိုအရွက်ပဲဆောင်တဲ့အကိုင်းတွေကိုခြိုင်တဲ့ကာလတွေရောက်လာလိမ့်မယ်ညက်တဲ့ကာလတွေရောက်လာလိမ့်မယ်အားလုံးနော်ကျွန်တော်မြင်တယ်ကေအစ်စ်နဲ့နော်ကေအစ်စ်နဲ့ကိုလူချောနော်အဲ့လိုပဲပြောမယ်လောလောဆယ်ကျွန်တော်ဒီတစ်ပတ်ကျွန်တော်စပင်သွားညက်တယ်နော်စပင်သွားညက်တဲ့အခါမှာကျွန်တော်သတိရသွားတယ်စန္ဒဆရာမကထိုင်ပြီးတော့မှဘယ်နေရာကနေညက်ပေးရမလဲလို့ကျွန်တော်ကိုမမေးဘူးစပြီးတော့မှလေကျွန်တော်ကိုဆက်ကချင်းနဲ့ဒီအပေါ်ကနေစတာဒီဆိုဆက်နေတာကျွန်တော်ကြည့်လိုက်တော့ဟာကရုံးမြတ်လို့တော့မလားဆိုကျွန်တော်လှန့်သွားတယ်ကျွန်တော်ကိုစပင်ညက်ပေးတဲ့ကျွန်တော်ကိုလှအောင်ပုံဖော်ပေးတဲ့စန္ဒဆရာမကငါဘယ်ကနေညက်ရမလဲလို့ကျွန်တော်ကိုမမေးဘူးတင်းကိုပုံသွင်းပြုတ်ပြင်ပေးတော့တန့်ရှင်းသောဝိညာဉ်တော်ကတင်းကိုဘယ်ကနေပုံသွင်းရမလဲတင်းကိုဘယ်တော့မှမေးမှာမဟုတ်လိုအပ်တဲ့နေရာကနေစပြီးတော့ပုံသွင်းပေးမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာပုံသွင်းကာလမှာတီးခံပြီးတော့မှနာခံဖို့ပဲရေးကြည့်တာဟာလေလုယာကျွန်တော်ကိုညက်ပေးတယ်ညက်ပေးပြီးရင်လေကျွန်တော်ကိုညက်ပေးတဲ့စံသဆရာမကကျွန်တော်ထက်အများကြီးငယ်တယ်ဒါပေမဲ့လိုအပ်တဲ့ချိန်ချိန်ငုတ်တယ် look down တယ်ဟာမကြည့်ချင်နဲ့အောက်မှာကြည့်စရာမရှိဘူးကြည့်ရတယ် praise the Lord ဘာကြောင့်လဲကောင်းသောစံကေတစ်ခုပုံစံတစ်ခုရဖို့လုံးကကျွန်တော်ကိုပုံသွင်းပေးတဲ့စန္ဒဆရာမက look down ဆိုရင် look down လုပ်ရတယ်အောက်ကိုကြည့်ရတယ်ကြည့်စရာဘာမှမရှိဘူးတင်းရဲ့အသက်တာမှာအကောင်းဆုံးအသက်တာဖြစ်လာဖို့လုံးကတန်ရှင်းသောဝိညာဉ်တော်ဘုရားသခင်ကနှိမ့်ချဆိုနှိမ့်ချရတာဖြစ်တယ် hallelujah နှိမ့်ချစရာမရှိဘူးကိုတော့ no ဝိညာဉ်တော်နှိမ့်ချဆိုနှိမ့်ချတီးခါနာခံခြင်းနဲ့သက်ရှင်ရတာဖြစ်တယ် hallelujah ပြီးရင် look down ဆိုပြီးတော့အဲ့ဒါနဲ့မပြီးတော့ပြန်ပြီးတော့လုပ်တယ် look up ဆိုဟာပြန်ပြီးတော့မှပြန်အပေါ်ပြန်ချိရတယ်ဘယ်ပဲညက်ဆိုဘယ်ပဲလဲရတယ်ကျွန်တော်ကေကောင်းတစ်ခုရဖို့လုံးက
နားမလဲပေမဲ့မလှုပ်ချင်းမဆိုင်ဘူးစန္ဒဆီယာမကလက်ဆိုရင်လက်ရတယ်အောက်ကြည့်ဆိုရင်အောက်ကြည့်ရတယ်ဘယ်ပဲလက်ဆိုရင်ဘယ်ပဲလက်ရတယ်သူပြောတဲ့အတိုင်းလိုက်ပြီးတော့မှလှုပ်တဲ့အခါမှာစတော့နားမလဲဘူးတခါတလေမလှုပ်ချင်းပေမဲ့လည်းနောက်ဆုံး9မိနစ်10မိနစ်ပြီးသွားတဲ့အခါမှာပုံစံကောင်းထွက်လာတာနားလေဖို့ရောက်တဲ့ဘုရားရှင်စကားပြောပါစေဒီကနေ့ယုံကြည်သူတော်တော်များများကိုတန်ရှင်းသောဝိညာဉ်တော်ကပုံသွင်းတယ်ပြုတ်ပြင်းခြင်းနဲ့ဒါမဲ့လူတောင်းဆိုရင်မလူတောင်းခြင်းဘူးကြည်ပဲကြည်နေတာအချိန်ကြာတယ်တန်ရှင်းသောဝိညာဉ်တော်ရဲ့ပုံသွင်းပြုတ်ပြင်းခြင်းကိုမခံသောအသက်တာအချိန်ကြာတယ်ပြီးရင်ဖျားသူ့ရဲ့ပုံသဏ္ဍာန်တိုင်းမထွက်လာဘူးအဲ့ဒါကြောင့်ပုံသွင်းပြုတ်ပြင်သောကာလမှာနားလည်ဖို့အရင်မစင်စားနဲ့နော်ကျွန်တော်စိတ်ကြိုက်ဖြစ်လာဖို့မစင်စားနဲ့သူ့ရဲ့အလိုတော်တိုင်းဖြစ်လာဖို့တီးခံခြင်းနာခံခြင်းနဲ့ရှောက်လန်းရတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီမှာပြန်ပြောမယ်နော်ငါ၌အငယ်နှစ်ကိုထိုးထားပေးပါငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကိုခုတ်ပြစ်တော်မူအဲ့ဒါနောက်မှပြောမယ်တင်တို့ဒီအတီးတီးသောအခက်ရှိသမျှတို့ကိုတာ၍တီးစေခြင်းကတုတ်တင်ရှင်းလင်းတော်မူ၏ကျွန်တော်လိုက်ဆိုပေးပါအတီးတီးသောအခက်ရှိသမျှတို့ကိုတာ၍တင်းရဲ့အသက်တာမှာစုပ်ယုပ်သွားတာကိုလိုချင်သောဘုရားမဟုတ်တာ၍တိုးတက်တာပဲမြင်ချင်သောဘုရားသခင်ဖြစ်တယ်တာ၍ကောင်းစားစေခြင်းသောဘုရားသခင်ဖြစ်တယ်။တာ၍ကျမ်းမာစေခြင်းသောဘုရားသခင်ဖြစ်တယ်။တာ၍ကြွယ်ဝစေခြင်းသောဘုရားသခင်ဖြစ်တယ်။တာ၍တင်းရဲ့အသက်တာအဆဆရမှာတိုးတက်စေခြင်းသောဘုရားသခင်ဖြစ်တယ်။ဒါပေမဲ့ထိုကဲ့သို့အဆဆရမှာတိုးတက်လာဖို့ပုံသွင်းခြင်းခံဖို့ရည်ကြည်တာဖြစ်တယ်။ဟာလေလုယာအတီးတီးသောအခက်ရှိသမျှတို့ကိုလည်းတာ၍တီးစေခြင်းကတုတ်တင်ရှင်းလင်းတယ်ဒီမှာကျွန်တော်ဥပမာ let's say ဒီဟာကပန်းသီးပင်ဆိုရင်တစ်ပင်ဆိုင်တော်မိခင်ဖခင်နဲ့တို့ကောင်းအောင်သိတယ်။တချို့သောအပင်တွေကအရွက်ပဲဖြာပြီးတော့မှအသီးမသိမဆောင်ဘူး။အဲ့ဒီတစ်ပင်ကဘာကြောင့်မဆောင်တယ်ဆိုတာဥယျာဉ်မှုကကောင်းအောင်သိတယ်။ကောင်းအောင်သိတဲ့အခါမှာလိုအပ်ရင်မာနအကိုင်းလေးတွေ trick ဆိုပြဖြတ်မယ်။အင်ရှင်တဲ့ complain လေးအစ်ပြန်ဝယ်ပေးလိုက်မယ်ရှုပ်တယ်။နော်တခါတလေအတ္တတွေပြန်ပြီးတော့မှခြိုင်ပေးတယ်အညက်ခံတဲ့အခါမှာအယမ်းနာတယ်အညက်ခံတဲ့အရာတိုင်းအယမ်းနာတယ်ဒါပေမဲ့အညက်ခံလို့နာပေမဲ့လေဥယျာဉ်မှုကဘာကြောင့်ညက်တယ်လဲဘယ်နေရာညက်တယ်လဲဘာကြောင့်ညက်တယ်လဲသူကောင်းအောင်သိတယ်တင်းရဲ့အသက်တာမှာတင်းရဲ့အသက်တာမှာတင်းကိုတင်းအသီးမဆောင်ဖို့လို့က तू ဘယ်နေရာတင်းရဲ့ဘယ်နေရာကို तू ညက်မလဲဆို तू ကောင်းအောင်သိတယ်တင်းရဲ့မာနကြောင့်တင်းလေးလံနေတယ်ဆိုဝိညာဉ်ရေးရမှာတင်းရဲ့မာနကြောင့်တင်းလေးလံနေတယ်ဆိုတင်းရဲ့မာနကိုညှက်ထုတ်တဲ့ကာလရောက်လာလိမ့်မယ်။ဘာကြောင့်လဲနှုတ်ကပတ်တော်ကတူဖြစ်တယ်တဲ့။နှုတ်ကပတ်တော်တူဖြစ်သောကြောင့်လိုအပ်သောအရာတွေကိုရိုက်ချိုးပေးတယ်ထုခွဲပေးတယ်။မိသားစုများဆရာကြီး John Bevere ကဘာပြောလဲဆိုတော့သူရဲ့စာအုပ်နော် The Bay of Satan ထဲမှာဘာပြောလဲဆိုတော့တရားဟောတဲ့အချိန်ကြရင်တဲ့လူတွေစိတ်မဆိုးဘူးဆိုရင်သင်ကနှုတ်ကပတ်တော်ကိုဟောတာမဟုတ်ဘူးတဲ့သင်ရဲ့တရားဟောချက်ကြောင့်လူတွေစိတ်ဆိုးတယ်ဆိုရင်သင်ဒီတမန်တရားကိုဟောတာဖြစ်သောကြောင့်လူမျက်နာကိုမကြည့်နဲ့ယေရှုမျက်နာကိုပဲကြည့်ပြီးတော့မှရဲဝန်းစွာဆက်ပြီးတော့မှဟောပါတယ်ဟာလေလုယာကျွန်တော်ချစ်ရတဲ့ Grace MCC မိသားစုများဘယ်တော့မှလူတစ်ဖက်သားကိုရည်ရွယ်ပြီးတော့မှဘယ်တော့မှအခုတည်းကျွန်တော်စာမမပြင်ဆင်ဘူးဒီမှာနှုတ်ကပတ်တော်ဟောတိုင်းသင်ကိုထိတယ်ဆိုရင်တင်းကိုဖျားသခင်ကပြုတ်ပြင်ဖို့လို့ငါနှုတ်ကပတ်တော်တင်းကိုညက်နေတယ်လို့ခံယူတတ်ဖို့ရောက်တော့ဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာတင်းရဲ့ဝိညာဉ်ကောင်းဆောင်ကိုအသုံးပြုပြီးတော့မှသူ့ရဲ့နှုတ်ရှာပါးစပ်ကလည်းနှုတ်ကပတ်တော်တင်းကိုလေးလံစေသောအရာဝိညာဉ်တော်အတန်ကိုမကြားစေသောအရာအသီးမသိစေသောအရာကိုနှုတ်ကပတ်တော်ဖြင့်တင်းကိုဖြတ်နေတယ်လို့ခံယူတတ်သောသူဖြစ်ပါစေဟာလေလုယာထိုကဲ့သို့ခံယူလာတဲ့အခါမှာဖြတ်ခါစမှာတော့နာကျင်တယ်ခက်ခဲတယ်တခါတလေမျက်ရည်ကျရပေမဲ့လေကြာလာတဲ့အခါမှာအဲ့ဒီလေးလံစေသောအရာမရှိတဲ့အခါမှာဘာဖြစ်လာမလဲဆိုတော့တင်းရဲ့အသက်တာအသီးဆောင်လာတာဖြစ်တယ်ဟာလေလုယာဟာလေလုယာပြန်ပြောမယ်မိသားစုများဥယျာဉ်မှုကဘယ်နေရာဖြတ်ရမလဲသိတယ်လို့ကျွန်တော်တို့အသက်တာရဲ့ဥယျာဉ်မှုဖြစ်သောတန်ရှင်းသောဝိညာဉ်တော်တင်းရဲ့ဘယ်နေရာကိုရိုက်ချိုးရမလဲသူကောင်းကောင်းသိတယ်အဲ့ဒါကြောင့်ထိုပုံသွင်းပြုတ်ပြင်သောကာလမှာတီးခံခြင်းနဲ့နာခံခြင်းနဲ့ရှောက်လန်းတော်သူဖြစ်ဖို့သူပဲရည်ကြည်တာဟာလေလုယာ
ပြန်ပြောမိသားစုများဖယားသခင်ကတင်းရဲ့အပြင်ပန်းတရာလှပတာကိုစိတ်ဝင်စားတာတဲ့တင်းရဲ့အတွင်းလူလှပတာကိုတာရွစိတ်ဝင်စားသောဖယားသခင်ဖြစ်တယ် Praise the Lord ဘာကြောင့်လဲဆိုတော့အတွင်းလူလှပလာမှသာလဲဝိညာဉ်တို့ကြီးပြင်းလာမှသာလဲအတွင်းလူချမ်းသာလာမှသာလဲအရာအလုံးအပြင်ပန်းတရာမှာပေါ်အကောင့်ထဲပေါ်လာတာဖြစ်သောကြောင့်နားလေဖို့ရောက်တဲ့ဘုရားရှင်ကောင်းချီးပေးပါစေအဲ့ဒါကြောင့်ဒီပုံသွင်းပြုတ်ပြင်သောကာလမှာနော်အမလေးဟိုငါကိုဥယျာဉ်ရှင်ကမုန်းလို့ဟိုငါကိုချိလို့မရလို့ငါကိုမျိုးဆို complain မတက်နဲ့ဥယျာဉ်ရှင်ကဘာကြောင့်ဖြတ်တယ်လဲဆိုတော့ကောင်းကောင်းသိတယ်နာခံခြင်းနဲ့ဝန်ခံတတ်ဖို့ရည်ကြည်တာဖြစ်တယ် hallelujah hallelujah ခုနကျွန်တော်ပြောပြီးကျွန်တော်ကိုစပင်ညက်ပေးတဲ့စံသတ်ဆရာမကလေကျွန်တော်ဘယ်လိုခံစားတယ်သူဂရုစိုက်တာမဟုတ်ကျွန်တော်ပုံကောင်းထွက်လာဖို့ပဲသူစိတ်ဝင်စားတာသူဘယ်ကနေပဲဆဆသူဘယ်မှာအဆုံးသတ်မလဲဆိုသူကောင်းချိုတင်မြင်ပြီးသားကျွန်တော်ကစံသဆရာမဟုတ်တဲ့အခါမှာသူဒီအထိတ်ကနေဒီလိုဂျွီးဆိုပြီးတော့မှစက်ကကျင်းနဲ့စတော့ကျွန်တော်ကမသိဘူးစိတ်ဆိုးခြင်းနဲ့ဘာကြောင့်ဟိုကနေစတာလဲဘာကြောင့်ဘယ်ဖြစ်ဖြစ်ဒီနာနဲ့မစတာလဲကျွန်တော်ပြောခြင်းနဲ့ဒါပေမဲ့သူထက်ကျွန်တော်ထက်သူကကောင်းကောင်းသိတော့ကြောင့်နာခံပြီးတော့မှအဆုံးထိငုံပြီးတော့မှခံတဲ့အခါမှာအကောင်းဆုံးထွက်လာတာဒီနေ့ယုံကြည်သူတော်များများကဘဝမှာအကောင်းဆုံးမျှော်လင့်တယ်အကောင်းဆုံးတိုးတက်ဖို့ကိုမျှော်လင့်တယ်ကြီးပွားဖို့မျှော်လင့်တယ်ရင့်ကျက်ဖို့ဒါပေမဲ့ပုံသွေးကာလမှာသူ့စိတ်ကြိုက်ပဲပုံသွေးခံစေချင်တာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကတင်းရဲ့တပည့်မဟုတ်ဘူးတင်းရဲ့သခင်ဖြစ်တယ်ဟာလေလုယာပြန်ပြောမယ်တန်ရှင်တော်ဝိညာဉ်တော်ဘုရားသခင်ကတင်းရဲ့အစေခံဖို့တင်းရဲ့တပည့်မဟုတ်ဘူးတင်းရဲ့အရှင်ဖြစ်တယ်ဟာလေလုယာသူ့ရဲ့ပုံသွင်းခြင်းကိုတီးခံခြင်းနဲ့နာခံစွာနဲ့နောက်လိုက်တတ်ဖို့အရေးကြီးတာဖြစ်တယ်ဟာလေလုယာယုံကြည်သူတော်များများဘာကြောင့်ဝိညာဉ်ရမှာမတိုးတက်တယ်လဲဆိုတာတန်ရှင်တော်ဝိညာဉ်တော်ဘုရားကတော့မှပုံသွင်းလို့မရဘူး哦，သူရဲ့စိတ်ကြိုက်ပဲနေချင်တယ်။အော်ပုံသွင်းညက်လာပြီဆိုရင်ဘာကြောင့်ညက်တာလဲ။ဘာကြောင့်ပြောတာလဲ။ဘာကြောင့်ဒီလိုလုပ်တာလဲ။အမလေးငါအစင်ပြေနေတယ်။အရွက်ဖြာနေတယ်။ငါမှတည်းစေးပဲလေ။အမျိုးဆိုရှောက်ပြောပြီးတော့မှကိုယ့်ရဲ့ comfort zone ထဲမှာပုံသွင်းခြင်းမခံချင်ဘူး။မတိုးတက်ချင်ဘူးလားဆိုတော့အမလေးနှစ်ယောက်မရှိဘူး။အရန်တိုးတက်ချင်တယ်။မကောင်းစားချင်ဘူးလားဆိုတော့အရန်ကောင်းစားချင်တယ်။အော်အသက်တာမှာမထိုးပေါက်ချင်ဘူးလားထိုးပေါက်ချင်တယ်။ဒါပေမဲ့ပုံသွင်းခံသလားဆိုတော့တဲ့ရှင်တော်ဝိညာဉ်တော်ဥယျာဉ်မှုကပုံသွင်းတော့မယ်ဆိုရင်ဇာတိနောက်ပဲပြလိုက်သွားတယ်။ဝိညာဉ်တော်ရဲ့အတန်နောက်လိုက်တာတဲ့ဇာတိနောက်ကိုပဲလိုက်သွားတဲ့အခါမှာဥယျာဉ်မှုကလည်းပုံသွင်းလို့မရဘူး။ဘာဖြစ်လဲ။ဥယျာဉ်မှုကပုံသွင်းလို့မရတဲ့အခါမှာနှစ်ပဲကြာသွားတယ်အချိန်ပဲကြာသွားတယ်တိုးတက်မှုမမြင်ရဘူးနားလေဘိုးရောက်တိုင်းဘုရားရှင်ကောင်းချီးပေးပါစေတင်းတို့ကိုဘုရားသခင်စကားပြောပါစေအဲ့အကြောင်းမိသားစုများအဲ့ဒီပုံသွင်းသောကာလကိုလည်းဘုရားသခင်ကဘာပြောလဲဆိုတော့အုံမြင့်ချသောကာလဖြစ်တယ်လို့ပြောတာမိသားစုများရှင်မသက်ခန်းကြီးခွန်ငယ်24ကိုထိုးထားပေးပါလူတွေကလေဘာကိုအားချတယ်လဲဆိုတော့အပေါ်ယံကိုအားချတယ် building ကိုကြည့်ပြီးတော့ဒီ building ကလာလိုက်တာ architect ကကောင်းလူတွေကအဲ့ဒါပဲမြင်တယ်ဒါပေမဲ့ဖယားသခင်စိတ်ဝင်စားတာကအပေါ်ယံမြင်ရသောအဆောက်အုံတဲ့ foundation တာရွစိတ်ဝင်စားသောဖယားသခင်ဖြစ်တယ် hallelujah တင်းရဲ့အသက်တာရွတိုးတက်ပါမဲ့ကြောင့်တာရွကောင်းစားပါမဲ့ကြောင့်တင်းရဲ့ဝိညာဉ်ရေး foundation တာရွရေးကြည့်တာဖြစ်တယ် foundation မကောင်းအဲ့ဒါကျွန်တော်ပြောတာမဟုတ်ယေရှုကိုယ်တိုင်ကျွန်တော်ကိုသင်ပေးတာတင်းရဲ့အသက်တာကောင်းစားဖို့တက်ပြီးတော့မှယေရှုတည်တံ့ခိုင်မြဲဖို့တားစင်မြဲစဖျားသခင်ကောင်းချီးပေးလို့ရခြင်းဘယ်မှာပဲဆိုင်တယ်လဲဆိုတော့ foundation မှာပြောပါ foundation မှာပြောပါအုံမြင့်တင်းရဲ့အုံမြင့်အရင်မှန်ဖို့ရေးချတာဖြစ်တယ်တင်းရဲ့အုံမြင့်မခိုင်ခန့်သေးတွေဖယားသခင်တင်းကိုပုံသွင်းသောကာလထဲမှာပဲဝိုင်းဝိုင်းလဲတွားရမှာအဲ့ဒါကြောင့်အဲ့ဒီပုံသွင်းသောကာလမြန်ตัวကြော်သွားခြင်းနဲ့ဆိုရင်တီးခံခြင်းနာခံခြင်းနဲ့ကိုယ့်ရဲ့အုံမြင့်ကိုအပေါ်ယံတဲ့အုံမြင့်ကိုများအာယုံစိုက်တော်သူဖြစ်ဖို့ဘုရားသခင်တို့ကိုတဲ့ဒီစကားပြောပါစေဟာလေလုယာအကြောင်းမိသားစုများခရိယာအသက်တာဆိုတာက easy life တော့မဟုတ်အမြဲတမ်းပန်းခင်းတဲ့လမ်းတော်မဟုတ်စူးခင်းလမ်းလျှောက်ရတဲ့ကာလရှိတယ်ဖယားသခင်မုန်းတော်ကြောင့်မဟုတ်ဘူးအသက်တာမှာတာရခိုင်ခန့်စေခြင်းလို့တာရရင်ချက်စေခြင်းလို့သူအသုံးပြုလို့ရတော့အသက်တာဖြစ်ဖို့လို့ကကျွန်တော်တို့ကိုပုံသွင်းပေးတော်ဖယားသခင်ဖြစ်တယ်ဟာလေလုယာထိုပုံသွင်းတော်ဖယားသခင်ဝိညာဉ်တော်ရဲ့အသံကိုရှင်းလင်းစွာကြားတတ်ကြပါစေဟာလေလုယာ
ဒါမဲ့အဲ့ဒီပုံသွင်းသောကာလမှာတင်းရဲ့အသက်တာကိုအတ္တကခံနေတယ်ဆိုရင်မာနကခံနေတယ်ဆိုရင်တင်းနားလေတဲ့အထိတင်းစောက်တယ်ဆိုရင်တင်းနောက်ကျပြရတာပြန်ပြောမယ်ကျွန်တော်ကိုစပင်ညက်ပေးတဲ့ဆရာမကကျွန်တော်နားလေသလားမမေးဘူးဒီကနေငါလုံမယ်တော့မမေးဘူးအစင်ပြေသလားမပြောဘူး तू လောက်တာကို तू သိတယ်တန်ရှင်သောဝိညာဉ်တော်ဘုရားသခင်ကလည်းတင်းကိုစပြီးတော့ပုံသွင်းပြီဆိုရင်တင်းကိုအရန်လေးလံထိုင်းမိုင်းစေတော့အရာကိုစညက်လာပြီဆို तू ဘာကြောက်ညက်တယ်လဲ तू ကောင်းကောင်းသိတယ်တင်းဘက်ကနေပြီးတော့မှနာခံသီးခံပြီးတော့မှနှိမ်ချခြင်းနဲ့ तू နောက်လိုက်တတ်ဖို့ပဲရည်ကြည်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီခေတ်ဒီကာလကြီးမှာခရိယန်တွေအဲ့လိုမဟုတ်ဘူးအမလေး comfort zone မှာနေပြီးတော့မှအစင်တွေပြေးပြီးတော့မှဘုရားသခင်အတန်လည်းမချားခြင်းဘူးဘုရားသခင်ပုံသွင်းတာလည်းမလိုခြင်းဘူးငါနဲ့ငါအစင်ပြေပါတယ်ကိုတော်ရဲ့ဒီလောက်နဲ့ဆိုရပါပြီနော်ဒီလောက်နဲ့ဆိုရပါပြီတိတ်များတယ်မိသားစုများကျွန်တော်ဒီနိုင်ငံရောက်လာတာဒီလောက်အစ်မဟုတ်ဒီထက်အများကြီးတာရွေးတိုးသက်စေခြင်းသေးတော်ဘုရားသခင်ဖြစ်တယ်ဟာလေလုယာဒီထက်အများကြီးသူ့ရဲ့ဘုန်းတော်ဘုလို့ငါရှောက်လန်းစေခြင်းသေးတော်ဘုရားသခင်ဖြစ်တယ်အရောက်တဲ့ဘုရားရှင်ကောင်းကြီးပေးပါစေအရောက်တဲ့ဘုရားရှင်ကောင်းကြီးပေးပါစေအဲ့ဒါကြောင့်မိသားစုများအသက်တာမှာသင်ရဲ့ဥယျာဉ်မှုသင်ရဲ့စံတတ်စရာတန်ရှင်သောဝိညာဉ်တော်ရဲ့ပုံသွင်းခြင်းနောက်မှာနှိမ်ချစွာနဲ့နာခံခြင်းနဲ့စင်ဆက်လိုက်တတ်တော်သူဖြစ်ဖို့အရောက်တဲ့ဘုရားရှင်စကားပြောကောင်းကြီးပေးပါစေဟာလေလုယာဟာလေလုယာပြီးရင်ကျွန်တော်တို့အငယ်ခွန်ကိုတစ်ချက်လေးကြည့်ရအောင်အငယ်ခွန်ကိုဖတ်ရအောင်ထိုးလို့ရမလားကျွန်တော်ဖတ်ပေးမယ်နော်သင်တို့ဒီကျွန်တော်လိုက်ဆိုပေးပါသင်တို့ဒီငါ၌တည်၍ငါစကားသည်သင်တို့၌တည်လျင်သင်တို့သည်တောင်းချင်သမျှကိုတောင်းရကြလိမ့်မည်ယေရှုကပြောထားပြီးသားတောင်းသမျှကိုငါပေးခြင်းတယ်ဒါမဲ့ condition ကဘာလဲဆိုတော့ငါစကားကသင်တို့အထဲမှာတီးပြီးဆိုရင်တဲ့တောင်းသမျှကိုငါပေးမယ်တဲ့ကျွန်တော်ဆင်ခြင်တယ်ဘာကိုပြောတာလဲကိုတော့ဘာကိုပြောတာလဲကျွန်တော်တို့ဆုတောင်းရင်ဘယ်လိုတောင်းလဲမိသားစုများ Sunday School ပုံစံပြန်သွားမယ်ကျွန်တော်တို့ဆုတောင်းရင်ဘယ်လိုတောင်းလဲပြောပြမယ်နော်တော်တော်များများကဆုတောင်းရင်လေယေရှုနာမမှာပါပဲနဲ့ရှောက်တောင်းကြတယ်ယေရှုကပြောထားပြီးသားသင်တို့ဆုတောင်းတဲ့အခါမှာတဲ့ငါဤနာမကိုအမည်ပြုပြီးတော့မှအဖခမည်းတော်ဘုရားသခင်နာမတောင်းပါလို့ပြောတာယေရှုနာမမှာပါပဲနဲ့ရှောက်မတောင်းနဲ့ယေရှုနာမနဲ့တောင်းပါလားဟာလေလုယာယေရှုနာမနဲ့ကျွန်တော်တောင်းတယ်အဖြေမရအောင်ဆုတောင်းချက်မရအောင်ယေရှုကဒီမှာရှင်းလင်းစွာပြောထားပြီးသားဘာပြောလဲဆိုတော့သင်တို့ဒီငါ၌တည်၍ငါစကားတွေသင်တို့၌တည်လျင်တဲ့သင်တို့ဒီတောင်းချင်သမျှကိုတောင်း၍ရကြလိမ့်မယ် Okay guys help me out please Senu and come on the three of you come on yeah Daniel come on ပြောပြမယ်နော် Okay come on all right so okay you stand there ဒီကအဖခမည်းတော်ဖခင်ဒါကယေရှုဖခင် you turn this side okay now ဒီကယုံကြည်သူကဆုတောင်းပြီဆုတောင်းတဲ့အခါမှာဘယ်သူကိုတောင်းတယ်လဲဆိုတော့အဖခမည်းတော်နားမှာတောင်းတာကျွန်တော်ဆုတောင်းသမျှအကုန်လုံးဟုတ်လားပြောပါအောင်ကျွန်တော်ဆုတောင်းတဲ့အခါမှာဘယ်သူနားတောင်းလဲအဖခမည်းတော်ဖခင်ဘယ်သူနာမနဲ့လဲယေရှုနာမနဲ့ကဲဒီမှာယုံကြည်သူကဆုတောင်းပြီကိုတော်အဖဖခင်ကျမကိုအောင်မြင်စေပါကျမသားသမီးကိုအောင်မြင်စေပါကျမတို့မိသားစုကိုချီးမြှောက်ပါအိမ်ကောင်းပေးပါကားကောင်းပေးပါသားသမီးတွေဘွဲများများရပါစေဘွဲကြီးတွေရပါစေသားသမီးတွေကအကောင်းဆုံးဖြစ်ကြပါဆုတောင်းတယ်ဘယ်သူနာမနဲ့လဲဆိုတော့ယေရှုနာမနဲ့အဖခမည်းတော်ဘုရားကိုဆုတောင်းတာဆုတောင်းတဲ့အခါမှာကျွန်တော်ဆုတောင်းခြင်း channel အကုန်လုံးကဘယ်သူရှေ့ရောက်လာတယ်လဲဆိုတော့ဒီမှာအဖခမည်းတော်နဲ့ယေရှုရှေ့ရောက်လာတယ်ဟေဘရဲခန်းကြီး1ငယ်3ကိုထိုးထားပေးပါအဖခမည်းတော်ရဲ့ညာလက်ရုံးမှာဘယ်သူထိုင်တယ်လဲဆိုတော့ယေရှုဘယ်သူလဲယေရှုတင်းရဲ့ဆုတောင်းချက်ကုန်းလုံးကအဖခမည်းတော်ဘုရားသခင်ပလင်ရှေ့မှာရောက်လာပြီးတော့မှဘယ်သူကရှိတယ်လဲဆိုတော့အဖခမည်းတော်ဘုရားရှိတယ်ယေရှုကရှိတယ်ကျွန်တော်တို့ဘာနဲ့တူတယ်လဲဆိုတော့ခေါ်သွားတဲ့ချိန်ကျရင်တရားသူကြီးကအဖခမည်းတော်ဘုရားဖြစ်တယ်ရှေ့နေကယေရှုဖြစ်တယ်ခေါ်မှာကတရားရုံးမှာကတရားသူကြီးတွေကဘယ်သူပေါ်မှာမူတည်ပြီးတော့ဆုံးဖြတ်တယ်လဲဆိုတော့ရှေ့နေတွေထွက်ဆိုတဲ့ပေါ်မှာပဲဆုံးဖြတ်တာသဘောပေါက်လားကြည့်နော်ဆိုတော့
တောင်းတယ်ဒီမှာယုံကြည်သူကတောင်းတယ်ယေရှုနာမနဲ့ယေရှုတောင်းချင်တာအကုန်လုံးတောင်းဒါပေမဲ့အဲ့ဒီသူ့ရဲ့ဆုတောင်းခြင်းနဲ့အကုန်လုံးအဖြေမပေးခင်မှာအဖခမည်းတော်ယေရှုကိုကြည့်ပြီကြည့်တဲ့အခါမှာယေရှုကယုံကြည်သူပြန်ကြည့်တယ်သူဆုတောင်းတာတွေတိတ်များတယ်တိတ်ကောင်းတယ်သူ့ရဲ့မိသားစုတွေသူ့ရဲ့သားသမီးတိတ်ကောင်းတာပဲဒါပေမဲ့ယေရှုကကြည့်တဲ့အခါမှာကိုတော့ဒီလူကိုလည်းငါတိတ်မသိဘူးဘာကြောင့်လဲဆိုသူ့ကိုကျွန်တော်ကြည့်တဲ့အခါမှာသူ့အထဲမှာကျွန်တော်ရဲ့စကားယေရှုရဲ့စကားတစ်ခုမှလည်းမရှိဘူးသူကနာမည်အပေါ်မှာတော့ခရိယန်ပဲဒါပေမဲ့သူ့အထဲမှာကျွန်တော်မှအသက်မရှင်တာသူ့အထဲမှာကျွန်တော်စကားမှမရှိတာအိုးသူကကျွန်တော်စကားမှနားမထောင်တာခရိယန်ပဲပြောပေမဲ့တခါမှယေရှုတို့အသက်ရှင်တယ်ဆိုတာမရှိဘူးယေရှုနဲ့ယဉ်နေတယ်ဆိုတာမရှိဘူးကျွန်တော်စကားကိုဖတ်တယ်ဆိုတာလည်းမရှိဘူးစင်ကျင်တယ်ဆိုတာလည်းမရှိဘူးကျွန်တော်ဒီလောက်ထိကုန်ပြောတာသူ့အထဲမှာကျွန်တော်စကားတစ်လုံးမှမရှိဘူးဒါပေမဲ့သူ့ရဲ့ဆုတောင်းချက်များတယ်ဘယ်လိုလုပ်မလဲကိုအဲ့ဒါကြောင့်ယေရှုကပြောတာတင်တို့ဒီငါ၌တည်၍ငါစကားဒီတင်တို့၌တည်တယ်ဆိုရင်တဲ့တင်တို့တောင်းသမျှအကုန်လုံးရောက်လာသမျှအကုန်လုံးငါက approve လုပ်ပေးမယ်တဲ့ hallelujah hallelujah ယေရှုကဒီပလင်တော်မှာလေကောင်းကင်ပလင်မှာသူက approve လုပ်ပေးတယ်ဆိုရင်အဖခမည်းတော်ဘုရားကတခွန်းပဲကောင်းကင်မှာနေသူ့ရဲ့ဆုတောင်းခြင်းတွေအကုန်လုံးလုပ်တော့ဒိတ်ဆိုဖြစ်လာပြီတပတ်ပေါက်ကြလားအဲ့ဒါကြောင့်ယုံကြည်သူတော်တော်များများကဆုတောင်းတယ်ဒါပေမဲ့ဆုတောင်းခြင်းကဒီခေါင်းမိုးပေါ်တောင်းဘာကြောင့်မကြော်တယ်လဲဆိုတော့ဆုတောင်းတော့အရာတွေအားလုံးတောင်းပေမဲ့လည်းသူတို့အထဲမှာယေရှုရှိကိုမရှိဘူးကဲတင်ခြင်းတော့ရတယ်ယေရှုရဲ့စကားမရှိဘူးယေရှုနဲ့ relationship ရှိစလားဆိုတော့တခါမှမရှိဘူးဖခင်เจ้าရောက်လာတယ်ဒါပေမဲ့ရှောက်တွေးချင်တာတွေးနေတယ်ဖခင်เจ้าရောက်လာတယ်ဖခင်เจ้าထဲမှာဖုန်းပဲပုတ်နေတယ်စကားတော့ရောက်သလားဆိုတော့ပုံသွင်းခြင်းခံသလားဆိုမရှိဘူးဒါမဲ့အိမ်ရောက်ရင်ဆူတောင်းသလားပဲတောင်းတယ်ကိုတော့တောင်းသမျှအကုန်လုံးရောက်လာပေမဲ့လည်းယေရှုကတခါမှ approve လုပ်လို့မရဘူးတပတ်ပေါက်ကြလားအဲ့လိုပဲ thank you very much လက်ခုပ်တီးပေးပါအောင်သမီးလေးတွေကိုအားကြောင့်မိသားစုများအငယ်ခွန်းနဲ့ဆုံးသက်ရအောင်သင်တို့သည်ငါ၌တည်၍ငါစကားသည်သင်တို့၌တည်လျှင်သင်တို့သည်တောင်းခြင်းသမျှကိုတောင်း၍ရကြလိမ့်မည် hallelujah အဲ့ဒါကြောင့်ကျန်တဲ့လောကရတဲ့သင်ရဲ့အထဲမှာပြည့်တာတဲ့ယေရှုရဲ့စကားနှုတ်ကပတ်စကားတွေသင်အထဲမှာများများပြည့်ပါစေ hallelujah ယေရှုခရစ်တော်ဘုရားသခင်နဲ့ relationship မှန်လာပြီဆိုရင်သင်ရဲ့အသက်တာမှာတောင်းချင်သမျှကိုတဲ့တောင်း၍ရကြမယ်အဆုံးသတ်ပဲသွားခြင်းနဲ့မိသားစုများပုံသွင်းပြုတ်ပြင်သောကာလမှာခေါင်းမမာပါနဲ့ပုံသွင်းပြုတ်ပြင်သောကာလမှာမန်မထောင်ပါနဲ့ပုံသွင်းပြုတ်ပြင်သောကာလမှာအကြောင်းပြချက်တွေသိမ့်မပြပါနဲ့ပုံသွင်းပြုတ်ပြင်သောကာလမှာတင်းရဲ့စန္ဒကြီးပဲအမွန်းတင်ပြီးတော့မှအသက်မရှင်ပါနဲ့သူ့ရဲ့စန္ဒတိုင်းအသက်ရှင်မှာတင်းအတွက်အမြဲတမ်းကောင်းဆုံးကိုကြံစီပေးတော်ဘုရားသခင်ဖြစ်တယ်ဟာလေလုယာဘာကြောင့်တင်းရဲ့အသက်တာကိုတာ၍အသီးသီးစေခြင်းတော်ဘုရားသခင်ဖြစ်တယ်တာ၍ကောင်းစားစေခြင်းတော်ဘုရားသခင်ဖြစ်တယ်။တင်းကိုပုံသွင်းပြုပြင်သောကာလမှာဒီဟာကငါရဲ့စန္ဒနဲ့မညီဘူးငါရဲ့အမြင်နဲ့မကိုက်ဘူးငါရဲ့ခံစားခြင်းနဲ့မကိုက်ဘူးမလုပ်ပါနဲ့အဲ့ဒါမျိုးလုပ်တယ်ဆိုအချိန်သာကုန်သွားမယ်အသက်တာကြီးသွားမယ်တင်းရဲ့အသက်တာဖြင့်ဘုရားသခင်လုံးဝဘုန်းတော်ထင်ရှားမှာမဟုတ်တင်းရဲ့အသက်တာဖြင့်ဘုရားသခင်ဘုန်းတော်ထင်ရှားစေခြင်းတော်ဘုရားသခင်ဖြစ်တယ်တင်းရဲ့အသက်တာဖြင့်များစွာသောသူများကိုကောင်းချီးခံစားစေခြင်းတော်ဘုရားသခင်ဖြစ်တယ်အဲ့ဒါကြောင့်ပုံသွင်းပြုပြင်သောကာလမှာတီးခံခြင်းနာခံခြင်းနားမလဲပေမဲ့လဲဟုတ်ကဲ့ဆိုတော့အသက်တာနဲ့အသက်ရှင်ကြပါစို့ဆိုပြီးတော့အိမ်များလောင်းနဲ့တိုက်တွန်းခွန်အားပေးကြတာဖြစ်တယ်ရောက်တဲ့ဘုရားရှင်ကောင်းချီးပေးပါစေ